တိသူတော်ကောင်းများဖြစ်ကြပါစေမယံဗန္တိသံသာရဝတ္တဒုက္ခတောဟောစနထာယတိတရဏေနတဟပိစသီလံသမာဓိယာမအရှင်ဘုရားအပြည့်တော်တို့သည်အန္တရာဝဆင်းရဲမှာလွတ်မြောက်ရာမှန်မြတ်နိဗ္ဗာန်ကိုဤတန်တောင်းတာလူလာကြ၍ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိအံကံတရဏံကိစ္ဆာမိယာတရားသံဃာယတနာမြတ်သုံးပါးတို့ကိုသိကပ်ပါ၏အိုးကွယ်ပါ၏လူဝတ္တချင်းလူဥစ္စာကိုယူခြင်းသူအိမ်ယာပြင်းမှားခြင်းလိ